္ဂလာပါရှင်။ຫນွေဦးမီဒီယာ channel နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်။မုံရမြို့ပြည်တော်စုလမ်းမှာစစ်သားရေးလိုက်ပါတဲ့ကားနှစ်စီးကိုပြေကတိုက်ခိုက်မှုစစ်ပန်ရာလုံခြုံရေးဌာနမူကြီးတူဗိုလ်မှူးကြီးတင်ကိုနဲ့ဗိုလ်ကြီးစိုးမင်းဦးပါဝင်စတဲ့အသေးဆောင်စကိုင်းတိုင်းမှာမြို့တွင်ပြည်တော်စုလမ်းမပေါ်မှာဂျမ်ဖတ်စစ်သားတွေလိုက်ပါလာတဲ့ကားနှစ်စီးကိုပြေကတိုက်ခိုက်မှုစစ်ပန်ရာလုံခြုံရေးဌာနမူကြီးတူဗိုလ်မှူးကြီးတင်ကိုနဲ့ဗိုလ်ကြီးစိုးမင်းဦးတို့အပါဝင်စံတင်ဆောင်ခဲ့ကြောင်း Black Falcon ဖွဲ့တာဝန်ရှိသူကပြောပါရယ်ဒီဇင်ဘာ9ရက်နေ့ည8:00နာရီကမှာမုံရမြို့နမခဘက်ကနေစစ်ဘက်ရာလုံခြုံရေးဌာနမူကြီးတူဗိုလ်မှူးကြီးတင်ကိုစစ်တပ်တန်း49နှစ်မုံရမြို့တော်ခမ်းမကနေ3ပွင့်ဗိုလ်ကြီးစိုးမင်းဦးနဲ့မုံရမြို့အမှတ်1ရဲစခန်းစစ်ကြောရေးရရှိ3ပွင့်ဗိုလ်ကြီးတဲဦးတို့လိုက်ပါကနေစီကိုမုံရမြို့ပြည်တော်စုလမ်းမပေါ်မှာတော်လိုက်တပ်ဖွဲ့ကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်ထိုတိုက်ခိုက်မှုတွင် G2 ဗိုလ်ကြီးတင်ကိုဗိုလ်ကြီးစိုးမင်းဦးနဲ့အမှတ်1ရဲစခန်းစစ်ကြောရေးရရှိ3ပွင့်ဗိုလ်ကြီးတဲဦးအပါအဝင်9ဦးသေဆုံးပြီးကားတစ်စီးမီးလောင်ပျက်စီးခဲ့ကြောင်းထိုတိုက်ခိုက်မှုတွင်ရှေ့ဆောင်ကားမှလိုက်ပါတဲ့ရင်မောင်းစော်နဲ့စစ်သားနှုတ်သားသက်ရှင်ကြံပြီးခြေထောက်ဖြတ်တောက်တရားနဲ့ဂုတ်ကိုရှက်မှန်တဲ့ဒဏ်ရာတွေနဲ့ရရှိခဲ့တယ်။ရင်းတို့တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ဘိုးဘွားရိတ်တာဝိုင်းပတ်နီကနေစစ်တပ်ကင်းနဲ့ပြည်တော်စုဖြက်လန်းဒီကနေစစ်တပ်ကင်းမွန်တွေကနှစ်ပတ်ညက်ကပြန်လဲဝိုင်းဝန်းပစ်ခတ်ပြီးတိုက်ပွဲဖြစ်နေရကိုရေးဘော်ကားတစ်စီးနဲ့စစ်ကိုထွက်လာအင်စီက28စီတများကာ10စီရဲကားကြီး20စီပွိုင်ကာ20စီပွိုင်5ပါကာ20စီနောက်အခါမှာပရမိုတာ17လေးတစ်စီပါဝင်မော်ဂိတ်ကနေဒေါ်ရချောင်းဂိတ်ကနေလက်နက်ကြီးပစ်ကူတွေပစ်ကခုခံခဲ့ကြပါတယ်။ထို့နောက်ဒေါ်လန်ရဲဘော်တွေကမုံရမြို့ရေဦးဆန်ဆိုင်ဂိတ်ကိုလည်းထမှန်ဝင်ရောက်တိုက်ခိုက်ရမှစစ်သား3ဦးသေဆုံးကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက်ဒေါ်လန်ရဲဘော်တွေထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြပါတယ်။အဲဒီတိုက်ခိုက်မှုမှာ G2 လိုက်ပါလာတဲ့ကားမီးလောင်ပျက်စီးသွားတယ်။သေဆုံးတာက G2 ဗိုလ်ကြီးတင်ကိုကသူကစစ်တပ်တန်း46နှစ်ရှိပြီးစစ်ဘက်ရာလုံခြုံရေးဌာနမှုကဆက်သွယ်ရေးဆက်ခေါ်တောင်ကြီးလို့သိရတယ်။နောက်ပြီးတော့မုံရမြို့တော်ခမ်းမက3ပွင့်ဗိုလ်စုံမင်းဦးနဲ့မုံရမြို့မှတ်1ရဲစခန်းစစ်ကြောရရှိ3ပွင့်ဗိုလ်ကြီးတကောင်ပါဝင်10ဦးသေဆုံးတယ်။ကျွန်တော်မုံရမြို့တွင်ပြည်တော်စုလမ်းမပေါ်ထိတက်ပြီးတိုက်ခိုက်ခဲ့တာရဲဘော်တွေထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့လို့ Black Falcon ဖွဲ့တာဝန်ရှိသူကရှင်းပြပါရယ်။အဆိုပါတိုက်ခိုက်မှုကို Black Falcon Democratic Local Coalition BNDF စစ်ဒေသနှင့် PLA 3 Star သွေးတောက်ညီကိုတော်လှန်ရေးတပ်ဖွဲ့ Bounty တော်လှန်ရေးတပ်ဖွဲ့ Monyo Underground 4 Mohang Defense 4 Laika 3 Monyo Brother Attract 4နဲ့ Golden Eagle တို့ပူးပေါင်းလှုပ်ဆောင်ခဲ့ကြပါတယ်။ဆက်လက်ပြီး KNU ဌာနချုပ်ရုံးနဲ့မြေကိုစစ်တပ်ကတေခံဒရုန်း6စီးနဲ့ပုံကျဲတိုက်ခိုက်ကင်းပြင်းနဲ့ KNU တပ်မှ9နဲ့မြေ KNU ဌာနချုပ်နဲ့မြေကိုဂျမ်ဖတ်စစ်တပ်ကအသေးခံဒရုန်း6စီးနဲ့ပုံကျဲတိုက်ခိုက်ခဲ့ကြောင်း KNU သတင်းမြစ်ကပြောတယ်ဒီဇင်ဘာလ10ရက်နေ့မနက်2:30မိနစ်ချိန်ကစတင်ပြီးအကြမ်းဖက်စစ်တပ်က KNU ဌာနချုပ်နယ်မြေတွင်ကိုအသေးခံဒရုန်းတွေနဲ့စတိုက်ပုံကျဲတိုက်ခိုက်ပြီးလက်ရှိချိန်ထိအထိခိုက်ရှိရလို့မကြားသေးကြောင်း KNU သတင်းမြစ်ကရှင်းပြပါတယ်မနက်2:00နာရီခွဲကစပြီးကာမီကာဇေဒရုန်းတွေနဲ့လာကြဒရုန်းကမြို့ပေါင်းမှောင်ထဲမှာအနှိမ်ပြန်လာဒုတိယအဆင့်ကမပောက်ကွဲဘူးနောက်တော့9ဆင့်မြောက်6ဆင့်မြောက်တောက်လျှောက်လာလူထိခိုက်တော့မရှိပါဘူးယခုနှစ်ဇွန်လ17ရက်နေ့ည12:00နာရီဝန်းကျင်ချိန်ကလည်းစစ်ကောင်စီတပ်အသေးခံဒရုန်း9စီးနဲ့ KNU တပ်မှ9နဲ့မြေ KNU ဌာနချုပ်ရုံးနီကိုအသေးခံဒရုန်း9စီးနဲ့စစ်တပ်ကပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းအသေးခံဒရုန်း9စီးနဲ့ကနေ9စီးပောက်ကွဲခဲ့တော့လည်းလူထိခိုက်မှုမရှိပါဘူးဇန်နဝါရီလ31ရက်နေ့ကလည်း KNU မျိုးသားစီအောင်တပ်မှ9နဲ့မြေ KNU ဌာနချုပ်ရုံးကာမီကာဇေအသေးခံဒရုန်းနှလုံးတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးအရက်သားတအုပ်ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်2024ခုနှစ်အောက်တိုဘာ22ရက်နေ့မနက်10:00နာရီဝန်းကျင်ချိန် KNU တပ်မှ9နဲ့မြေ KNU မျိုးသားလူမျိုးရေးတပ်တော် KNL ဗိုလ်ဌာနချုပ်ရှာနေရကိုလည်းကာမီကာဇေဒရုန်း4စီးနဲ့ပုံကျဲတိုက်ခိုက်တယ် KNU ဗိုလ်ဌာနချုပ်ကိုစစ်တပ်ကဒရုန်းနဲ့ပုံကျဲမှုမှာယခုချိန်ဆိုရင်4ကြိမ်မြောက်ဖြစ်ပြီးယခုနှစ်ဇန်နဝါရီလဇွန်လနဲ့2024အောက်တိုဘာလအတွင်းက3ကြိမ်အသေးခံဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ပူပါတယ်နောက်ဆက်အားပေးကြတဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါရရှင်